စီစီဝါသုံးဝါမကျင်းချမ်းသာခြင်းနဲ့ရှိပါစေဒီရာရန်ဒီကောင်းတဲ့လူလေးကြပါစေရာဒီတော့စီစီလေးဒီနေပါစေမရသေးတော့စီစီလေးရှာကြပါစေကိုစီစီဝါသုံးဝါမကျင်းချမ်းသာခြင်းနဲ့ရှိပါစေကောင်းတဲ့လူလေးကြပါစေရာသီသောစီစဉ်လေးဒီနေပါစေမရသေးသောစီစဉ်လေးရှာကြပါစေဒီရှိရာရွှေမိုးရွာဒီချမ်းရှိရာငွေမိုးရွာဒီတိုက်ဒီချမ်းဒီဟာရတနာရှိရာရတနာဆွေជីវာတိုးတက်ချမ်းသာပါစေမင်္ဂလာရှိပါစေမြမတန်ဥအောင်မြေသားဟုတ်ပါခိတအမွေပေးခဲ့တာပါဟုတ်တယ်လေအီချွန်းတို့အီမောတို့ပြိတ္တကြားဖို့မှာပါဟုတ်ပါဟာလာဒါလေးတွေကိုလည်းပြိတ္တသိရလေအောင်ပေါ့လေဟုတ်ကဲ့အဲ့တော့အီချွန်းအီမောတို့ရဲ့ခိတအမွေများကိုထိမ့်သိမ့်နေရတယ်ဗျာကောင်းပြီဗျာထိမ့်သိမ့်ရတယ်ဆိုတာဟာလည်းပဲကျွန်တော်တို့ကိုဝိုင်းချီကိုရှေမျိုးလွယ်ဗီဇဆိုတာသိရတာပဲဟုတ်ပါအဲ့တော့စိတ်တရဂီဝါခန္တီတိပတိမျိုးရိုးပါလို့ပတိစိတ်တဂီဝါစိတ်ပညာအဖြစ်ဟုတ်ကဲ့ခန္တီတိဂီတပညာကိုဖွဲ့သူတည်နောက်တတ်ပါတယ်ဗျာဟုတ်ပါဗျာဒီတတမဝါဆိုင်တရားဟောဂီတတက်ကတူဟောဂီတိခိုင်လို့မြည်ရပါတယ်ဟုတ်တယ်လေအပေတကားတော့အမလိုက်ကြတယ်ဗျာဘယ်လိုကြောင့်တကယ်အမြခိုက်ကြဖို့ဂီတိခိုင်ဒီရောရဲ့အကြိုက်ဆိုဒီလိုလေးပြဗျာကြီးတွေကစိုးထားတဲ့ကာယကိုရှိပါတယ်ဘာပါလဲ
တချင်းစုံမှာကလေးပါးဒီမမြရင်ဆိုထားတယ်လို့ဆိုမှာမဟုတ်ဘူး ဘယ်လိုဆိုပါ ကိုပြောက်ထဲကိုတီးလုံးတီးခွက်ထဲကိုဝင်ပြီးတော့ဆိုရမှာ အော်တီလုံးတီကွက်တဲ့ကိုတချင်းရလိုက် ဟုတ်တယ်ရှင် ဘလာတီကွက်တဲ့ကိုဆိုပြီးအောင်ဆိုပါတယ် ဟုတ်တယ်ဟုတ်တယ် အဲ့ဒီသဘော ခင်းရင်နော် ကောင်းပြီ တခြားလေးစက် တခြားကိစ္စ ညီညီလေးများဒီစားချတော့ဒီဆိုတာမျိုးတော့ဘာမှနားလဲဒီတော့မှပေါ့ရှင်ညီညီလေးများဒီစားချတော့ဒီဆိုတာမျိုးတော့ဘာမှနားလဲဒီတော့မှပေါ့ရှင်ဒီအောင်အကူကြီးဒီပြတ်တွေနဲ့ပြောင်းဒီကဘာကတရားကြီးဒီအကူကြီးဒီပြတ်တွေနဲ့ပြောင်းဒီကဘာကတရားကြီးအော်ရရင်ရရင်ရရင်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 ချစ်ရဒီချင်းရေတခဲမမချစ်ရောဟာဘယ်တော့မှလည်းတကယ်အောင်မရဘူးရအောင်လေဘောတင်တဲ့ချစ်ရချင်းအစ်ချင်းမှာအားမကြပါနဲ့ဒီဘယ်လိုလဲဒီလိုလဲဆက်ချင်း ဒီချင်းတော်တော်ကောင်းတာကိုရှင်ကောင်းတာပါဟာဒီချင်းအစပါတဲ့လာပုံလေးကချင်းလေးအစလေးကအရင်မင်းသမီးများဟုတ်လားအရင်သမီးများရည်သားထားတော့အဲ့တချင်းကိုကျွန်တော်မောင်ဝိုင်းချက်ကကြိုက်လို့မုန်းတဲ့တချင်းစာဆက်ထားတယ်အမေမုန်းတဲ့ဆိုလူနဲ့တဲ့တယ်ဗျာအစားတော့လူနဲ့တဲ့တယ်ဟုတ်တယ်လေအလုံးကိုင်တာလူနဲ့မတဲ့တာအဲ့လိုအဲ့နေကျောင်းကိုကျွန်တော်ဒီတချင်းကြိုက်လို့ကျွန်တော်ကမုန်းတဲ့စာဆက်အမေမင်းဘယ်လိုဆက်လို့မောင်ဝိုင်းချစ်ကျွန်တော်ကဒီလိုလာတာအမေလှုပ်ရှားမအောင်ဟာမောင်လုံးနဲ့မုန်းပြဥရဲ့ချွေရမနာအတန်လေးအဲ့လိုလာတာမောင်လုံးနဲ့မုန်းပြဥရဲ့ချွေရမ